တန်ရှင်းမုံမြတ်တဲ့ဖျားเจ้าတော်ကြီးတွေကိုကတင်တလုံးတယ်လာပြီးတဲ့နောက်ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးနှစ်ယောက်ဟာအဲ့ဒီကတင်ပေါ်မှာဝင်ထိုင်လိုက်ကြပါတယ်အဲ့ဒီအမျိုးသားဟာသူ့ရဲ့ယောက်ျားပြည်တဲ့ဆွမ်းဆောင်ရည်ကိုတက်တေပြဖို့အတွက်လူများကြီးရဲ့ရှေ့မှာသူတို့နဲ့မူစကူတူးပြဖို့မျှော်လင့်ခံထားရတာပါဘာလို့လဲဆိုတော့သူဟာပန်းတေပန်းညို့ဖြစ်နေရဲ့ဆိုရဲဇနီးတဲ့ရဲ့ဆွဆွဲချက်ကိုဒီနေ့လန်းနဲ့ပဲသူချေပတ်နိုင်မှာမို့လို့ပါသူခင်ပွန်းအခုလိုအရှက်ရစရာအခြေအနေမျိုးကြုံတွေ့နေရတာကိုကြည့်ပြီးလူခီးစီးယားရဲ့မျက်နှာမှာကျင်းတဲ့ပီတီဖြစ်တဲ့အရေးအယောင်တွေပေါ်လာပါတယ်ဘာလို့လဲဆိုတော့ဒါတွေအားလုံးဟာခင်ပွန်းဖြစ်သူဂျီယိုဗာနီနဲ့အောင်မြင်ကွာရှင်းနိုင်ဖို့အတွက်သူမနဲ့သူမရဲ့ဖခင်ဖြစ်သူပုပ်ရဟန်းမင်းကြီးတို့တေချာကြိုတင်ကြံစီထားခဲ့တာမို့လို့ပါလူခီးစီးယားကသူမဟာအိမ်အောင်ရေးဒုက္ခကိုတခါမှမခံစားဘူးသေးကြောင်းနဲ့သူမရဲ့ခင်ပွန်းဟာအဲ့ဒီအပိုင်းမှာချိုးရနေပါတယ်လို့ဖျားเจ้าတော်ရှေ့မှာပြက်သားထွက်ဆိုခဲ့ပါတယ်ဒါကြောင့်ဒီနေ့အထိသူမဟာအပြိုစင်ဘဝအတိုင်းရှိနေသေးတာပါအဲ့ဒီခေတ်တုန်းကဖျားเจ้าမှာရှင်းလင်းတဲ့စီးမင်းတစ်ခုရှိခဲ့ပါတယ်အိမ်အောင်ရေးဒုက္ခမခံစားရသေးတဲ့အဲ့ဒီအိမ်အောင်ရေးကိုပြက်ခွင့်ပေးတာပါဒါပေမဲ့အခြေမြင့်မရှိတဲ့ဒီဆွဆွဲချက်တွေကိုရင်ဆိုင်ရတဲ့အခါမှာတော့ဂျီယိုဗာနီကဘာကိုမှဝန်မခံခဲ့ပါဘူးဒါဟာသူ့ဇနီးဖန်တီးထားတဲ့လက်ညာမှုသာဖြစ်တယ်လို့သူကအခိုင်အမာပြောခဲ့ပါတယ်ခဏတာအတွင်းမှာနှစ်ဖက်စလုံးကပုံပြင်တပုတ်စီပြောနေကြတာမို့ဆုံးဖြတ်ရခက်ခဲစေခဲ့ပါတယ်ဒီအခြေအနေဟာပုပ်ရဟန်းမင်းကြီးကြိုတင်မျှော်လင့်ထားတဲ့အတိုင်းပါပဲဒီအကြောင်းပြချက်ကြောင့်ပဲသူဟာသူ့လူတွေကိုကတင်တလုံးတယ်လာဖို့အထူးညွှန်ကြားခဲ့ပြီးအစင်လာအရဂျီယိုဗာနီအနေနဲ့သူဟာစွမ်းဆောင်ရည်မရှိသူမဟုတ်ကြောင်းလူများရှေ့မှာတက်တေပြနိုင်မှသာဒီကောလာဟလတွေဟာအလိုလိုပြည့်သွားလိမ့်မယ်လို့ကြေညာခဲ့ပါတယ်အဲ့ဒီလိုပြောပြီးနောက်မှာတော့ဂျီယိုဗာနီကိုညှဉ်းဆန်ခွင့်လုံးဝမပေးတော့ပဲကိုလုံးကိုပေါက်တောင်းတင်းတဲ့အမျိုးသမီးနှစ်ယောက်ကိုတိုက်ရိုက်ခေါ်ယူပြီးဂျီယိုဗာနီကိုအဲ့ဒီနေရာမှာတင်တက်တေပြဖို့တောင်းဆိုခဲ့ပါတယ်ဒီလိုနဲ့ဂျီယိုဗာနီဟာသူတို့ကြိုတင်ထောင်ထားတဲ့ထောင်ချောက်ထဲကိုတွန်းပို့ခြင်းခံလိုက်ရပါတော့တယ်ဒါပေမဲ့မှုမှန်မျိုးနွယ်တယောက်အနေနဲ့သူ့ရဲ့စိတ်ထဲကစိတ်ပိုင်းဆိုင်ရာအတားအဆီးကိုသူဘလို့မှမကြော်ဖြတ်နိုင်ခဲ့ပါဘူးအခြားရေးချေစရာမရှိတော့တဲ့အဆုံးမှာတော့သူအရှုံးပေးလိုက်ရပါတော့တယ် But on what ground? On the wedding night, I did not consummate my marriage. Did not or could not? Did not. And could not. အဲ့ဒီလိုနဲ့ပဲသူတို့ရဲ့အိမ်အောင်ရေးဟာပြည့်သွားခဲ့ပါတယ်ဖျားเจ้าရဲ့ကဂျီယိုဗာနီရဲ့အပြုတ်မှုဟာလမ်းမတွေလမ်းကြားတွေစီအလင်းမြန်ပဲပြန့်နှံ့သွားခဲ့ပါတယ်သူသွားလေရာတိုင်းမှာလူတွေကသူ့ကိုလောင်ပြောင်ကြပြီးဟင်းဒီဟင်းရက်တွေနဲ့ပေါက်ကြပါတယ်သူဟာလူများရဲ့လောင်ပြောင်စရာလုံးများဖြစ်သွားခဲ့ရပါပြီအဲ့ဒီအချိန်ကစားပြီးသူ့ရဲ့နှလုံးသားထဲမှာကလဲစားချေလိုရဲ့အမုန်းတရားမျိုးစေ့ဟာစတင်ရှင်သန်သွားခဲ့ပါတော့တယ်ဒီတစ်ခေါက်မှာတော့ပုပ်ရဟန်းမင်းကြီးရဲ့ဂုဏ်တရေရှိသမီးတော်လေးနဲ့မြင်းဆောင်ထိန်လူလင်တို့ရဲ့အလွမ်းဆွေးဇလန်လေးတစ်ပုံနဲ့မိတ်ဆက်ပေးချင်ပါတယ်ဗျသူမနာမည်ကလူခီးစီးရတယ်ဂုံချက်ချင်းမိုးနယ်မြေလိုကွာကြားနေမှန်းတီးကြီးနဲ့ပဲအချစ်ကြီးရှာတော့နောက်ကျောင်းပြန်မလဲစတန်ချစ်သူနဲ့အတူအဝေးကိုထွက်ပြေးခဲ့တာပေါ့မကြခင်မှာပဲသူမဘိုက်ထဲမှာရင်သွေးလေးလွယ်ထားခဲ့ရပြီးဒုက္ခပေါင်းစုံကိုကြံ့ခံရင်တားယောက်ရားလေးတယောက်မွေးဖွားခဲ့ပါတယ်ဒီကလေးလေးကိုမြင်ရင်တော့ဖခင်ဖြစ်သူရဲ့စိတ်အာခံမှုတွေရော့ကျသွားမလားလို့မျှော်လင့်ခဲ့ပေမဲ့ဘယ်ဟုတ်မလဲဗျဖခင်ဖြစ်သူကတော့သူမရဲ့မျှော်လင့်ချက်အလင်းတန်းတွေကိုရိုက်ချိုးပြီးအပြက်အသက်ကိုကန့်ကွက်ခဲ့တဲ့အပြင်သူမကိုပါမျက်ချင်းပြက်ဆောင်ကြည့်ဖို့လူတွေပါလွတ်ထားခဲ့တာဒါပေမဲ့လည်းကလေးလေးတစ်ဖြည်းဖြည်းအရွယ်ရောက်လာလေကလေးဖေကိုလွမ်းတဲ့စိတ်ကတားမရစီးမရဖြစ်လာလေပါပဲဒါနဲ့တရက်မှာတော့ပြပူစော်ချင်းပွဲတော်ကိုတွားချင်အောင်ဆောင်ပြီးချစ်သူပါလို့နဲ့တွေးခွင့်ရမလားဆိုရဲမျှော်လင့်ချက်နဲ့အပြင်ထွက်လာခဲ့တာပေါ့ဆူတောင်းရည်တွင်နာရောက်တော့ရင်ထဲကရှိသမျှအလွမ်းတွေကိုပုံအောပြီးစိတ်ရင်းနဲ့ဆူတောင်းလိုက်မိတယ်။အော်သူတို့ရဲ့အချစ်ကကောင်းကင်ဘုံကိုတောင်လှုပ်ခတ်သွားစေခဲ့တာထင်ပါရဲ့ဗျာဆူတောင်းပြီးချင်းမျက်စိရှိတဲ့မှာပဲပါလို့ရောက်လာခဲ့တာလေ။ဒါပေမဲ့ဝန်တာရမယ့်အချိန်ကစက္ကန့်ပိုင်းတောင်မခံလိုက်ပါဘူးလူခီးစီးရတယောက်ဘာလို့ရမှန်းတောင်မသိသေးခင်မှာပဲသူမရဲ့ဒုတိယအကိုဖြစ်သူဂျွန်ကရောက်လာပြီးပါလို့ကိုရေတွင်းနဲ့မျက်နှာဆွဲနစ်ပါလေရောဂျွန်ကပါလို့ကိုတက်တော့မဲ့အထိအခြေအနေကတင်းမာသွားတာမို့လူခီးစီးရလည်းပြတလဲသွားရတာပေါ့သူမရဲ့အသေးအတန်ငွေလိုတောင်းပန်မှုကြောင့်သာဂျွန်ကပါလို့ရဲ့အသက်ကိုမကြေမချမ်းနဲ့ချမ်းသာပေးခဲ့တာပါဒီသတင်းကအကိုကြီးဖြစ်သူစီစာစီချက်ချင်းပေါက်ကြားသွားပြီးဇက်ကြောင်အဆအဆုံးသိရအောင်ညီမဖြစ်သူရဲ့အခန်းထဲမှာတင်စောင့်နေခဲ့ပါတယ်အခြေအနေတွေကဖုံးကွယ်ထားလို့မရတော့မန်တိလိုက်တဲ့လူခီးစီးရလည်းအမှန်တိုင်းပဲဝန်ခံလိုက်ပြီးပေါ်လိုနဲ့ပြန်တွေ့နိုင်ဖို့အကိုကြီးကိုအကူအညီတောင်းပါတော့တယ်စီစာရီကလည်းညီမအငယ်ဆုံးလေးကိုအသက်ထက်မကချစ်ရှာတော့သူမရဲ့တောင်းဆိုချက်ကိုမငြင်းရက်ခဲ့ပါဘူးအကိုဖြစ်သူရဲ့စီစဉ်ပေးမှုကြောင့်လူခီးစီးရတယောက်နေရောညပါတန်းတနေခဲ့ရတဲ့ချစ်သူနဲ့နောက်ဆုံးတော့စုံတွေ့ခွင့်ရခဲ့တာပေါ့ဒါပေမဲ့ကံကြမ္မာကရက်ဆက်လုံးတော့တညရာပျော်ရွှင်မှုလေးပြီးမှပဲထပ်မံခွဲခွာဖို့ဖြစ်လာခဲ့ပြန်ရောချစ်သူအသက်အန္တရာယ်ကိုစိုးရိမ်တဲ့လူခီးစီးရကဒီနေရာကနေအမြန်ဆုံးထွက်သွားဖို့ပါလို့ကိုတိုက်တွန်းခဲ့ပါတယ် No, I cannot. We must learn. ဒါဟာသူတို့နှစ်ဦးတယောက်ကိုတယောက်နောက်ဆုံးချိန်တွေ့လိုက်ရခြင်းဖြစ်မယ်ဆိုတာကိုသူမှလုံးဝမသိရှိခဲ့ပါဘူးဘာလို့လဲဆိုတော့ပါအိုထွက်ခွာသွားပြီးမိနစ်ပိုင်းကြာမှပဲဝတ်စုံနဲ့ဝတ်ဆင်ထားတဲ့လူတစုကသူ့ရဲ့နောက်ကနေကက်လျက်စတင်ကြေရခံလိုက်ပါသွားခဲ့လို့ပါပဲဒီမိမလာလေးကဖျောင်းတိုင်တိုင်ကိုကျိုးတစ်ချောင်းအောင်မှာတေးသေးချာချာလေးသွားထားလိုက်တယ်အဲ့ဒီကျိုးရဲ့တခြားတစ်ဖက်ကတော့အပေါ်ကဆွဲလဲမိဆိုင်ကြီးနဲ့ချီထားတာလေးပို့ဆိုးတာကအဲ့ဒီမိဆိုင်ကြီးရဲ့တဲ့အောက်ကကတင်ပေါ်မှာတော့သူမရဲ့မောင်ရင်ခောက်ဂျုံကအိပ်ပျော်နေတာပေါ့အကြံကတော့ရှင်းလေးပါဖျောင်းတိုင်မီကကျိုးကိုတဖြည်းဖြည်းလောင်ပြီးပြတ်ကျသွားတဲ့အချိန်မိဆိုင်ကြီးကအောက်ကမောင်ဖြစ်သူပေါ်ပြီးကြပြီးတေးသွားစေခြင်းတဲ့သဘောပေါ့ဗျာအပေါ်ထက်ကနေအသေးကွဲမတက်အော်တန်ကြီးကြားလိုက်ရတော့မှပဲဒီမိမချော်လေးလူခီးစီးရရဲ့မျက်နှာပေါ်မှာကျင်းတဲ့ပြုံးကြီးပေါ်လာတော့ပါပေါ့သူမဘာလို့ဒီလောက်တောင်ရက်ဆက်သွားရတာလဲဆိုတာသိချင်ရင်တော့လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကအဖြစ်အပျက်ကိုပြန်ကြည့်ရမယ်ဗျလူခီးစီးရမှာဘာလို့ဆိုရဲချစ်သူတယောက်ရှိတယ်သူတို့နှစ်ဦးကနေရောညပါလွတ်နေရတဲ့ချစ်သူတွေပေါ့ချစ်သူလေးအနေနဲ့ကင်းဖို့အတွက်လူခီးစီးရခမအကိုကြီးစီစာရီရဲ့အကူအညီနဲ့ခိုးပြီးတော့တောင်းတွေ့ခဲ့ရသေးတယ်ရင်ထဲမှာဘလောက်ပဲခွဲရက်ခက်နေပါစေဘာလို့ဖေးကင်းဖို့အတွက်မြို့ကနေအမြန်ထွက်သွားဖို့သူမစိတ်နာနာနဲ့ပဲတိုက်တွန်းခဲ့ရတာပေါ့ဘာလို့လဲဆိုတော့ဘော်ဂျီယာမိသားစုတွေကတယောက်ယောက်သာတည်သွားရင်ဘာလို့တေယုံပဲရှိတော့ပါပေါ့မြင်းဆောင်လို့သမားဆင်းရဲသားလေးတယောက်ကသူတို့လိုကုန်းတရေရှိမိသားစုကြီးကိုအဆက်လာခွဲတာကိုဘယ်သူမှကြည့်နေမှာမဟုတ်ဘူးလေဒါပေမဲ့လူခီးစီးရလုံးဝမထင်မှတ်ထားတဲ့အလဲအပြောင်းကနောက်တစ်နေ့မှာပဲဖြစ်လာခဲ့ရပြပါလို့ရဲ့အလောင်းကိုလမ်းမပေါ်မှာတွေးနဲ့စွန့်ပစ်ထားတာကိုတွေးလိုက်ရတာပဲအစကတော့သူမညင်းပယ်လိုက်လို့စိတ်ဆိုးပြီးကိုတေချောင်းကြံစီသွားတာလို့ထင်ခဲ့ပေမဲ့အလောင်းဘေးကတေတန်းစာကိုမြင်လိုက်ရတဲ့အချိန်မှာတော့အမှန်တရားကိုချက်ချင်းသဘောပေါက်သွားတော့ပါပေါ့ဒါဟာတေချောင်းကြံတာမဟုတ်ဘူးလူတက်မှုဘာလို့လဲဆိုတော့ပါလို့ကစာမတက်ပေမတက်လေထ
ဒီလိုစာမျိုးဘလို့မှမရေးနိုင်ဘူးဆိုတာသူမအတိဆုံးပဲဒီလိုဇလန်းစင်ပြီးတရဲတာသူမရဲ့ဒုတိယအကိုဂျွန်ကလွဲလို့ဘသူရှိဦးမှာလဲဘာလို့ဆိုစီစာရီကလွဲရင်သူတို့ခိုးတွေးမဲ့အကြောင်းကိုကျွန်တော်ပဲသိတာကိုလူခီစီယာလည်းခံပြင်းလုံးလို့ဖခင်ဖြစ်သူပုတ်ရဟန်းမင်းကြီးစီတွားပြီးတရားမျှတမှုရှာပေးဖို့ငွေလိုတောင်းဆိုခဲ့တာပေါ့ဒါပေမဲ့စိတ်ပျက်စရာကောင်းတာကဖခင်ဖြစ်သူကမိသားစုတိတ်ခါကိုပဲငယ်ပြီးအိမ်တွင်းရေးပြဿနာဖြစ်မခံနိုင်ဘူးဆိုတာကျွန်းရဲ့အဖြစ်တွေကိုဖုံးဖိပေးဖို့ပဲစူးစမ်းခဲ့တယ်ဒီတော့မှလူခီစီယာတယောက်ဒေါသလိမ့်ထပ်ပြီးငါကန်ကြမှာငါလက်နဲ့ပဲဆုံးဖြတ်မယ်ဆိုတာကိုယ်တိုင်ကလက်စားချေဖို့ဆုံးဖြတ်လိုက်တာပေါ့ဒါပေမဲ့ကန်ဆိုးကျင်တော့စောစောကမိဆိုင်နဲ့လောက်ကျန်တဲ့ကွက်ကနေဂျွန်ကတီတီလေးလွတ်မြောက်သွားခဲ့တယ်ဗျတေမင်းနဲ့တပွားတင်လို့တော့တဲ့အခြေအနေကနေလွတ်လာပြီးမှပဲကျွန်တော်ရောက်သူ့နှမဘလောက်တောင်အညိုးကြီးနေလဲဆိုတာတွေးပြတ်မတက်နားလဲသွားတော့ပါပေါ့ရောမမျိုးမှာဆက်နေရင်အသက်ပြောက်တော့မယ်ဆိုတာတီးလို့ဖခင်ဖြစ်သူပုတ်ရဟန်းမင်းကြီးစီမှာအမြန်ဆုံးအိမ်အောင်ပြုပေးပြီးမြို့ကနေဝေးရာကိုပို့ပေးဖို့တုံတုံရီရီနဲ့တောင်းဆိုပါတော့တယ် A sad day to lose a brother, is it not, Cesare? ကဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့ခေတ်ဆက်ဆက်ရုပ်ရှင်တွေထဲမှာအပေခံအသုံးချခံဖြစ်ခဲ့ရတဲ့တမိုင်းဝင်အမျိုးသမီးတယောက်ရဲ့ရင်းနှီးစရာဇလန်းလေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်ဇလန်းလေးကတော့တခြားသူမဟုတ်ပါဘူးပုတ်ရဟန်းမင်းကြီးရဲ့အလှပဆုံးသမီးတော်လေးဖြစ်တယ်လို့တမိသားစုလုံးမှာကန်ဆိုးဆုံးလို့ပြောရမယ်လူခီးစီယာအကြောင်းပေါ်ပြသူမခတ်မြမှာတော့နေ့တိုင်းသူ့အတွက်အဆင်ပြေမဲ့လင်ယောက်ျားကိုရွေးချယ်ဖို့ဆိုပြီးယောက်ျားပေါင်းများများစွာနဲ့တွေ့ဆုံနေရရှာတာပါတကယ်တော့ဒါကဂုဏ်ယူစရာမဟုတ်ပါဘူးသူမရဲ့အဖေပုတ်ရဟန်းမင်းကြီးဟာနိုင်ငံရေးအာဏာနဲ့အကျိုးမြတ်လိုချင်တိုင်းတမိဖြစ်သူကိုအတုံးချပြီးတစိမ့်နိုင်ငံသားတွေစီအတင်းတမအိမ်အောင်ချပေးဖို့ပဲကြံစည်နေတာလေတမိဖြစ်သူမှာနှုတ်ဆို့ရွယ်ကလေးလေးရှိနေတာတောင်အဖေလို့သူကဂယုမဆိုင်ဘူးပြထားကြောင်းလဲလူခီးစီယာခတ်မြသူမကိုသူမဘာတိခါမှမရှိတော့သလိုခံစားနေရရှာတာပေါ့သူမကကောငြိမ်ခံနေမလားဟင့်အင်းမခံဘူးလေတက်နိုင်သမျှတော်လန်ဖို့စူးစမ်းခဲ့ပါသေးတယ် I will not marry. It is a daughter's duty to marry her father's choice. So I am to have no voice in the matter. I am to lie on my back and wait to be ravaged by beasts of your Enough. choosing. This language does not become you. ဒါပေမဲ့လည်းဘလောက်ပဲအသေးလဲရုန်းကန်ပါစေအာနာနဲ့စီစဉ်ကိုပဲမျက်စိမိတ်မမောနေရဲ့အဖေကတော့တမိဖြစ်သူဘာဖြစ်ချင်လဲဆိုတာကိုလုံးဝထဲမတွက်ပဲမင်္ဂလာပွဲအတွက်ပဲစတိုးစီစဉ်တော့ပါပေါ့ဒီလိုနဲ့လူခီးစီယာလည်းသူမတက်နိုင်တဲ့နေလန်းနဲ့ခေါင်းမာတော်လန်ပါလေရော What do you think? The man or the dog? What is your verdict? No. That's no to the Doge's nephew, and yes to the dog. အဖေလို့သူလည်းခေါင်းမာတဲ့တမိကြောင့်တော်တော်လေးစိတ်ညစ်သွားပုံပဲဒါနဲ့ဒုတိယအကြိမ်အဖြစ်တထေးတိုင်းဝိုင်းကသူတို့သားလောင်းတွေကိုထပ်မံစီစဉ်ပေးပြန်ရောအဲ့ဒီမိသားစုကတော့အမွေဆက်ခံခွင့်ရှိတဲ့တားကြီးကောင်နဲ့တမိတော်ကိုပေးစားချင်နေကြတာပေါ့ဒါပေမဲ့ညံများတဲ့လူခီးစီယာကတော့စီစဉ်ထားတဲ့တားကြီးကိုကြော်ပြီးတားငယ်ကောင်ကိုပဲစိုက်ကြည့်ပြီးမျက်လုံးချင်းအချက်ပေးလိုက်ပါလေရောနောက်တော့အဲ့ဒီတားငယ်လေးကနေတိုင်းဥယျာဉ်ထဲမှာပကြီးဆွဲလေးရှိမှန်းသိသွားတဲ့အခါလူခီးစီယာတယောက်မတော်တဆလိုဘာလိုနဲ့ခဏသွားဆောင်အောင်ဖန်တီးပါတော့တယ်အပြန်လန်ဆွဲဆောင်မှုရှိနေတဲ့လူငယ်နှစ်ယောက်ဆိုတော့လေမကြခင်မှာပဲတယောက်နဲ့တယောက်အသေးအတန်ချစ်မိသွားကြတာပေါ့ဗျာဒါပေမဲ့ဒီရှိုးဝက်ချက်ကိုပုတ်ရဟန်းမင်းကြီးတည်သွားတဲ့အခါမှာတော့ဒေါသတွေအကြီးအကျယ်ထွက်ပြီးတမိဖြစ်သူကိုဆုံးမဖို့သူ့မိန်းမကိုချက်ချင်းလွတ်လိုက်ပါတယ် See, there's room for two. ဒါပေမဲ့အမေဖြစ်သူရဲ့ဆုံးမစကားကလူခီးစီယာအတွက်စိတ်ကူးတစ်တစ်ခုရသွားစေခဲ့တယ်လေအဲ့ဒီညမှာပဲလူခီးစီယာဟာချစ်သူဖြစ်တဲ့တားငယ်လေးနဲ့တိတ်တဆိတ်တွားရောက်တွေ့ဆုံခဲ့ပြီးနောက်တနေ့မနက်မှာတော့အားလုံးအံ့ဩသွားအောင်ပဲတားကြီးကောင်ရဲ့လက်ထက်ခွင့်တောင်းဆိုမှုကိုချက်ချင်းသဘောတူလိုက်ပါတော့တယ်ဒီအခြေအနေကိုမြင်တော့အဖေဖြစ်သူပုတ်ရဟန်းမင်းကြီးကတော့အာနာကြီးရဲ့မိသားစုနဲ့မဟာမိတ်ဖွဲ့နိုင်ပြီဆိုပြီးဝမ်းသာအားရဖြစ်နေရပေါ့ဒါပေမဲ့သူလုံးဝမသိလိုက်တာကတော့ညံများတဲ့သမီးတော်လေးရဲ့နောက်ွယ်ကတုံလို့ချောက်ချစရာအစီအစဉ်ကြီးကဘာလဲဆိုတာပါပဲ